ရောဒိန်စင်ကြံလမ်းမှာငတ်ငယ်တွေအိမ်ပြန်ချိန်ရောက်ပြီပေါ့သားတို့များမြို့ပြရဲ့မီးရောင်အောက်မှာပင်ပန်းနွမ်းနယ်လို့အမေကိုလွမ်းမိတယ်ရွာဦးချောင်းကခေါင်းလောင်းတဲ့လေးညနေခင်းတိုင်းကြားရောက်မိသေးတယ်ထမင်းဝိုင်းလေးမှာဟင်းချိုကူလေးနဲ့အမေရဲ့အပြုံးအိမ်မက်ထဲမှာလာလာတွေ့တယ်စပါးရွှေဝါလဲကွင်းပြင်ကျဲမှာလေးပြေအေးလေးတွေတိုက်ခတ်နေအောင်မလားရွာထိတ်ကညောင်မင်းကြီးအရိပ်အောက်မှာငယ်တဲ့ငယ်ချင်းတွေစုံနေကြမလားမကြခင်မှာသာပြန်လာခဲ့ပါမယ်